မိဘတွေကတော့တစ်ပင်လိုမဲ့ပေးဆက်ရင်အိုမင်လာတဲ့အခါကိုယ်တိုင်ဘာမှမလုပ်နိုင်တော့တဲ့အချိန်ရောက်မှတားသမီးမျက်နှာမြင်ရယုံနဲ့တင်ပျော်နေရှာတဲ့အထီမျောလင်းချက်တွေအားလုံးကိုရှော့ချပြလိုက်ရတယ်။ဒါဟာတကယ့်ကိုရင်နာစရာကောင်းတဲ့ရန်တရားတစ်ခုပါပဲရှင်။ ဒီရန်တရားကြီးကိုဖျက်တော့ဖို့ဆိုရင်ကိုဘာတွေလုပ်ဖို့လိုမလဲဗျာအဲ့ဒီရန်တရားကိုဖျက်တောက်နိုင်ဖို့ဆိုရင်အတိမတ်ဖြစ်ခြင်းကလွဲလို့တခြားနည်းလမ်းမရှိပါဘူးရှင်။သားသမီးတွေအနေနဲ့မိဘတွေကိုနေကောင်းလားစားပြီးပြီလားလို့မေးဖို့အချိန်လေးနဲ့ပေးဖို့ဆိုတာတကယ်တော့အလွန်သိငယ်တဲ့လုပ်ရလေးတွေပါမှတ်ပါတယ်ဗျအဲ့ဒီသိငယ်တဲ့ logger လေးတွေကဝိတ္တရားဆိုတဲ့ထောင်6ထဲကနေချစ်ချင်းမေတ္တာဆိုတဲ့မူလအခြေအနေစီကိုဥနောက်ကိုပြန်လဲဆွဲခေါ်သွားနိုင်တဲ့တခုတည်းသောလမ်းကြောင်းထင်မှာပေါ့နော်အတိအကျပါပဲရှင်ဒါကြောင့်လဲစာရေးဘူးကအလွန်အရေးကြီးတဲ့သတိပေးချက်တစ်ခုကိုအဆုံးသတ်အနေနဲ့ပြောထားတာကိုတွေ့ရပါတယ်တက်ရှိထင်ရှားရှိစင်မှာနောက်မကြဖို့တော့အရေးကြီးပါတယ်တဲ့ဟုတ်တယ်ရှင်တိုးတောင်းပေးမဲ့ထိကိုနှက်ဆိုင်ပါတယ်လူသားတွေရဲ့တဘာဝကအရာတစ်ခုဆုံးရှုံးသွားမှတစ်ပံကြီးပြိုလဲသွားမှတင်းကုတ်တိုလေးတောင်မကြံတော့တဲ့အချိန်ရောက်မှနှုံတက်ရတတ်ကြတယ်ဗျဟုတ်တယ်အချိန်လုံးမှငိုကြွေ့ပူဆွေးတာဟာတကယ်တော့ပေးဆက်သူအတွက်မဟုတ်ပဲကိုယ့်ရဲ့လုံခြုံတဲ့ခိုးလုံရတစ်ခုပျောက်ဆုံးသွားလို့အခမက်ရနေတဲ့အရင်အမြင့်တစ်ခုပြတ်တောက်သွားလို့ခံစားရတဲ့အတ္တဆန်တဲ့နာကျင်မှုမျိုးလေးဖြစ်နိုင်တယ်လို့တော့ကျွန်တော်တွေးမိတယ်ဗျ တိတ်ကိုစဉ်းစားစရာကောင်းတဲ့အမြင်ပါပဲရှင်ဆုံးရှုံးသွားတဲ့အခါခံစားရတဲ့နာကျင်မှုဟာရှိနေစဉ်မှာပြန်လည်ဖြစ်စည်းဖို့ဖြစ်ကွယ်ဖဲ့တဲ့နောင်တနဲ့ရောထွေးနေတတ်ပါတယ်ဟုတ်ကဲ့လို့တို့လူသားတွေအားလုံးဟာဘဝကတစ်ချိန်ချိန်မှာကောင်းလေးလိုယူငင်းသူလေးဖြစ်ခဲ့တယ်လို့တစ်ချိန်ချိန်မှာလည်းတစ်ပင်လိုအဆုံးအစမဲ့ပိတ်ဆက်သူတွေဖြစ်လာနိုင်ပါတယ်မှန်တယ်ဗျာအရေးကြီးဆုံးလားကိုဟာဘယ်နေရာမှာရက်တည်နေသလဲဆိုတာကိုအမြဲတတိပြုမိဖို့နဲ့အသိစိတ်လွတ်စွာယူငင်နေခြင်းကနေယုံထွက်ပြီးအသိစိတ်ရှိရှိနဲ့တုံ့ပြန်တတ်ဖို့ပါ